အဲ့ငါရနေတက်မလို့နော်ဖယ်ထုတ်လိုက်ပါမဖြစ်ဘူးအဲ့ထဲကိုပါအခုရပိုင်းငပိကိစ္စနဲ့ live ပေါ်မှာပွဲဖြစ်တာကိုသိကြပြီလားဒါတော့ပွဲကြတဲ့တငယ်ချင်းလေးတွေအတွက်ပါငပိဝယ်တဲ့လူကငပိထဲမှာပေါ့နော်အခြားငါးတွေပါလို့ဗီဒီယိုရိုက်ပြီးတင်လိုက်တဲ့ဟာကိုငပိတဲ့ရဘယ်လိုမျိုးတွေခြေမိုးထားလဲဆိုတော့ဗီဒီယိုလေးထဲမှာကျွန်တော်လည်းဒီလိုက်ကြည့်လိုက်ရခင်ဗျလေဘလို့တော့ဒီမှာဟမ်ပြောလေငါစရိုင်းတက်တက်ပဲဆိုဒါကြီးကဘာကောင်းနေတော့ဒါကြီးကငါဒီငါကြီးမစားပါဘူးဆိုငါဒီငါလေးဒီလိုမျိုးဖြစ်မှာဆိုလို့ငါဒီတက်တက်ပဲဆိုလို့ဝယ်စားမကြမ်းတပါကြီးတော့ပြောလေငါစရိုင်းဆိုဟမ်ကြောင်ငါခွေးလားငါကြီးလားမသိဘူးဆိုရင်ဒီထဲမှာလေဒီမှာဒီငါကြီးဒီမှာဘာငါကြီးလဲမသိငါတော့ငါခုပေါ့နော်ဒါပေမဲ့အကောင့်နဲ့ကြည့်ရပါငပိလောက်တဲ့အခါမှာငါအကောင့်ကြည့်တဲ့အခါကျတော့ငပိရကျူတဲ့အခါတိတ်တော့အဆင်မပြေဒါကဝယ်စားတဲ့လူကဒီလိုမျိုးလေးဗီဒီယိုရိုက်ပြီးတင်လိုက်တာဟုတ်ဗျာငပိတရားဘယ်လိုမျိုးလေးပြန်ပြောထားလဲဆိုတာဆက်ပြီးကြည့်လိုက်အောင်ခင်ဗျဒီပါအောင်ပြောပါအောင်မနေ့ကမှတွေ့ရလို့တွေ့တော်တယ်မှာဟိုကောင်ကငပိတဘူးပဲဘာတွေမျောလင်းနေတာတော့ဘာလို့ငပိဘူးတယ်မှာငါလော်တူကြီးထည့်ပေးလိုက်ရမှာနင်းတွတ်ဘာလီတူကြီးထည့်ပေးလိုက်ရမှာဘယ်လိုမသိပါကွယ်ငပိတဘူးဖွင့်လိုက်တာအောင်ငပိအစိမ်းဝယ်ပြီးတော့ငါးတကောင်ငစရိုင်းမဟုတ်ပဲနဲ့တခြားငါးလေးတကောင်ပါလို့တဲ့ပြောတဲ့လေတန်နဲ့ဟိုလောက်တဲ့အမူအရာနဲ့မျက်နှာဘေးနဲ့လေတန်နဲ့ကတစ်ဖက်လူကိုကောက်ချစ်ရုံမာတယ်ဆိုတော့အကုန်ပေါပြီးသားနင်းစိတ်တက်နဲ့နင်းမျက်နှာထားနင်းလေတန်အကုန်ပါပြီးသားနော်အဲ့တော့ပြောပြပေးချင်တာကငပိဝယ်စားပြီးတော့နင်ကဘာတွေမျောလင်းနေတာတော့ဘာတွေမျောလင်းနေတာတော့မမျိုးချင်းမမျိုးနဲ့လေရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်ငပိဆိုတာကလေနော်ငါးပေါင်းမျိုးစုံကျိုးခုံကိုလောက်ပြီးမှဖမ်းပြီးတော့အိုးတိုးတွေကိုတိတ်တဲ့ချက်မှာတကောင်ချင်းစီလိုက်ပြီးရွေးထိုင်တကောင်တလေပါသွားတော့ဘာဖြစ်သွားလို့တော့အဲ့ဒီ900စားမရလို့လားဘာပုံဘာတွေကဘာကြီးပြောင်းပုံကြီးချဲ့နေတာတော့အဲ့လိုပြောလိုက်တော့မြန်မာနိုင်ငံမြန်မာလူမျိုးတွေတနိုင်ငံလုံးကငပိကိုမစားတော့ဘာနဲ့နေမယ်ထင်လားနေရတပ်တိုင်ငါရဲ့အောင်မြင်မှုငါရဲ့ငပိမြန်မာနိုင်ငံမှာကဘာတိပါပေါင်းနေတာအောင်နင်တို့ဘသူနင်တို့ဟာဒါရိုးနေပြီလုပ်ငန်းချင်းတူတဲ့လူတွေကမတိတဲ့လူတွေပတ်စံပေးပြီးခိုင်းနေဒီလိုဝယ်ပြီးတော့ဒီလိုပြောပေးပါဟိုလိုဆိုပေးပါဘာလို့အဲ့ဒါတွေရိုးနေပြီဟိုအရင်ကတည်းကငါ3-4ယောက်ငါ့ကိုအဲ့လိုခိုင်းလို့ဆိုပြီးတော့အိမ်ကြီးငါပါလိုက်တဲ့ပါတက်ရိုက်တဲ့လူတွေလည်းစီတယ်လို့အပြင်မှာခေါ်ရှင်းတဲ့လူတွေလည်းစီပြီးသွားပြီ line ပေါ်မတင်ရင်လို့မတင်တာပဲစီတယ်သိပြီလားနော်နင်ကိုဘသူပြောခိုင်းတယ်ဘသူလောက်ခိုင်းတယ်ဆိုတာလဲမသိဘူးမထင်နဲ့နော်မသိဘူးမထင်နဲ့နင်ကိုနင်းရဲ့စိတ်သဘောတိုးရနဲ့ဝယ်စားလို့ငစရိုင်းငပိဘူးထဲမှာအဲ့ဒီငါးလေးတစ်ကောင်ပါလာတယ်ဆိုရင်တော့အဲ့ဒီငါးလေးကိုဖယ်ထုတ်ပြီးတော့ဒီမောင်နေတီးတန့်သွေးရိုးသားရုံနဲ့ကြိုစားလို့ရတယ်တကယ်လို့တစ်ခုဖြစ်တယ်ဆိုတော့ကိုအောင်ချမ်းရေဒီလိုဒီမျိုးမျိုးကျနင်းရဲ့ရိုးသားချင်းကငါ့ကိုလည်းပြောလို့ရတယ်နင်းရဲ့စိတ်ကကောက်ရှိရုံမှတော့မိမကျင့်မိမရက်မိမယုတ်မိမညံ့အောက်တန်းစားမှစိတ်နဲ့နင်ကအဲ့လိုကြီးအရင်မငါးကောင်မကြောက်လိုက်တာဒီငါးစားရုံတဲ့ဒီငါးယူကြောက်တယ်မစားရုံအဲ့ငါးရနေတက်မလို့နော်ဖယ်ထုတ်လိုက်ပါမဖြစ်ဘူးအဲ့ထဲကိုပါအဲ့ငါစရိုင်းဒီငါပြဘူးတဲ့ဘောကွယ်တခြားငါးလေးတစ်ခါအဲ့ငါးရအသက်ရှင်နေတက်မလို့ဖယ်ထုတ်လိုက်ဖယ်ထုတ်ပြီးတော့ကိုကြိုက်တဲ့ဟာကိုပဲကြိုပြီးတော့စားပြောချင်တာဒီလောက်ငါးကွယ်တက်တက်အသိမ်းမွားတွေပင်လယ်တွေကသိမ်းပေါင်းတောင်းပေါင်းဖမ်းပြီးတော့တိုက်တဲ့ငါပြီအိုဒီဟာလေးပါတာအပြည့်ဖြစ်သွားတာကဘာကြီးဖြစ်သွားတာကြိုက်တလောက်ငါ့ကိုတိုက်ခိုက်ကြိုက်တလောက်ပြောကုန်တယ်ချင်းတူတဲ့လူပဲဖြစ်ဖြစ်ငါ့ကိုမနာလို့လဲကြိုက်တလောက်တိုက်ခိုက်ငါဆိုတာကလေဘဝမှာဖြုံလဲမဖြုံစိတ်လဲစိတ်ဝင်စားအောင်နော်နေစပတ်မှွေအောင်ညီလာနေစပတ်မှွေအမကြီးကြည့်ရင်ညီလာလို့နော်အဲ့တော့ငါပြီဘူးထဲမှာလည်းတကောင်တလေကတခြားငါးတကောင်တလေကပါမှာပေါ့ငါပြအောင်ဆိုပြီးစေတနာနဲ့ငါရောတော့ပြီးတခါတည်းကမွေလေးပြစ်လေးပြောင်းငါလောက်ထားငါပဲတိတယ်လေနေမကြိုက်ငါ့ကိုလည်းပြောနေပါဆောက်စီရှေ့ပြငါသားရငါရအဲ့ငါကြီးတက်ဟုတ်ပြီလားဖဲတက်ကောင်မှာနော်မလို့နေတော့ဒီဟာတော့မြင်ရသေးတယ်ကွာအစိမ်းတောင်မှာအသိစားလေးဆိုဘာငါးတွေနဲ့ကြိုထားတယ်နုမြင်ရလားတွေ့ရလားပြောကြည့်ပါကောင်မမလို့ကျွန်တော်မြင်မှာတော့နော်နည်းနည်းကြီးရှားနေတာပေါ့ဗျာဘာလို့လဲဆိုတော့ဟိုကဝယ်တဲ့လူသူကလည်းအများကြီးမပြောလိုက်ပါဘူးဒီငါးပါတယ်ပြောထားတဲ့ဟာနဲ့မတူဘူးနောက်ပြီးတော့သူကဒီလိုမျိုးငါးတွေမစားဘူးဆိုပြီးတော့ရိုးရှင်းရှင်းလေးပြောလိုက်တာဒါပေမဲ့ငပိရောင်းတဲ့လူကတကယ်ပြောတာတကယ်တော်တော်ဆိုးဆိုးကြီးဗျာသိရမှာခင်ဗျားတို့လည်းကြားတဲ့အတိုင်းပဲဝယ်တဲ့လူလုံးဝလည်း respect လည်းမထားဘူးသူ့လည်းဟိုကလည်းအဲ့လောက်ကြီးလည်းဘာမှကြီးတိုက်ခိုက်ပြီးတော့ပြောဆိုလိုက်တာလည်းမဟုတ်ဘူးတကယ်စရိုက်ငပိတပူးဝယ်ပြီးတော့ဘာတွေမျှော်လင့်နေတာလဲတဲ့ဘာမှမျှော်လင့်တာမဟုတ်ဘူးလေဟိုကလည်းအကျိုးအကြောင်းပြောပြတယ်ဒီထဲမှာဒီငါးတွေပါတယ်သူမစားဘူးဆိုတော့ကြာဟိုကဗီဒီယိုလေးရိုက်ပြီးတင်လိုက်တယ်
ဒါပေမဲ့ तू ကဖြည့်ရှင်းတာမဟုတ် तू ကပြန်တွေးနေတာစကားတော့ဒီလူတွေကတော့တည့်တဲ့အတိုင်းပဲစကားကတော့ကြံတမှတ်ရနေတာပဲဒါပေမဲ့အခုရှိတာ तू ကသူဘာပဲဖြစ်ဖြစ်လေဒါတော့ तू ငပိပဲရောင်းတာဟုတ်တယ်မလားရွှေတာရောင်းလို့ရှိရင်တော့ပြောမနေနဲ့တော့ငပိရောင်းနေတာတော့မှဒီလောက်ထိခြေမိုးနေတာနော်ရွှေတာရောင်းမယ်ဆိုတော့ပြောစရာစကားလည်းမရှိဘူးဒါတော့တကယ်မိုက်ရိုင်းနေကြဟုတ်တယ်နော်မြင်ရတော့ဘနော် तू ကဒီလိုမျိုးတောက်ပြင်တာတကယ်မိုက်ရိုင်းနေမပြောသင့်ဘူးနောက်ပြီးတော့ဝယ်တဲ့လူကိုက respect ထားမယ်ဟုတ်တယ်မလားကိုကဆက်တမဒါပေမဲ့ तू ကအခုကျတော့သူ့ရဲ့ငပိကလည်းနာမည်ကြီးနေမှလားနိုင်ငံခြားတည်းက तू ကပို့နေရတယ်ဆိုတော့ဒီတရားမဝယ်လို့လည်းဘာမှဖြစ်ဘူးခြားလူတွေစားတဲ့လူတွေရှိရဆိုတဲ့အထာမျိုးနဲ့ပေါ့နော် तू ကအဲ့လိုမျိုးချိုးတာတကယ်ဆိုတော့ဘယ်စားတော့လူပဲဖြစ်ဖြစ်ပေါ့နော်ကိုဘက်ကrespect ထားတဲ့နေပေါ့ဒါတော့ကျွန်တော်အမြင်ပါဦးကြည့်နေတဲ့တငယ်ချင်းတွေရောဘယ်လိုမျိုးအမြင်ရှိတယ်ဆိုတာတော့ comment မှာကြလို့ရပါတယ်ခင်ဗျဟုတ်ကဲ့ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါခင်ဗျ